ဒီဘက်ကလူငယ်တွေအနေနဲ့ live ပေါ်က fitness influencer တွေရဲ့စော်တိုင်းကြွေရဲ့အမိုက်စားခန္ဓာကိုယ်မျိုးကိုမလိုချင်တဲ့သူရှာပါတယ်။ဒါပေမဲ့အဲ့လို body မျိုးကလွယ်လွယ်လေးရတာတော့လည်းမဟုတ်ပါဘူး။အဲ့တော့လူငယ်တွေအနေနဲ့အញ្ញံလက် live ကိုကြိုးစားရင်းနဲ့နောက်ဆုံးမှာတော့ PED performance enhancing drug တနည်းအားဖြင့် steroid တွေဘက်ကိုရောက်သွားတတ်ကြပါတယ်။ steroid အမျိုးအစားများစွာတွေကမှလူသုံးအများဆုံးဖြစ်တာကတော့ testosterone steroid ဖြစ်ပါတယ်။ testosterone မှာတောက်ဆေးရှုဆေးနဲ့ထိုးဆေးဆိုပြီးတော့အမျိုးအစား၃မျိုးရှိကြပါတယ်။တချို့ကစားသမားတွေကတော့၃မျိုးလုံးကိုတစ်ပြိုင်နက်အသုံးပြုကြပါတယ်။ဒါပေမဲ့အရာရာတိုင်းကတော့ကောင်းကျိုးနဲ့ဆိုကျိုးအမြဲတွန်းတွဲနေတာပါ။အဲဒါကြောင့်မလို့ဒီနေ့ဗီဒီယိုမှာတော့ testosterone steroid ရဲ့အဓိကသိထားရမယ့်ကောင်းကျိုးနဲ့ဆိုကျိုးတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။အရင်ဦးဆုံးကောင်းကျိုးတွေကတော့နံပါတ်1 testosterone ပုံမှန်မထုတ်လုပ်နိုင်တဲ့သူတွေအတွက် C တချို့သူတွေမှာယောဂအကြောင်းတော်၎င်း physical အခြေအနေတစ်ခုခုကြောင့်တော်၎င်း testosterone ပုံမှန်မထုတ်လုပ်နိုင်ကြပါဘူး။သူတို့အတွက်တော့ testosterone ပုံမှန် level ရောက်ဖို့အတွက်ဆိုရင် testosterone injection လို့ခေါ်တဲ့ testosterone ထိုးသွင်းခြင်းက C တစ်မျိုးဖြစ်ပါတယ်။နံပါတ်2 testosterone ကကြွက်သားပြုပြင်ခြင်းနဲ့တိစောက်ခြင်းတွေကိုတိတိတတ်တာတိုးတက်စေပါတယ်။ဟုတ်ပါတယ်ကြွက်သားတွေပြုပြင်မှုနဲ့အသစ်တွေထပ်တိုးတိစောက်ဖို့ဆိုရင် protein synthesis ကိုနှောက်ဆော်ပေးတဲ့ testosterone hormone ကိုလိုအပ်ပါတယ်။အဲ့ဒီပြင်ခွန်အားတိုးဖို့နဲ့အဆီတွေလောင်ကျွမ်းဖို့ကိုလည်း testosterone hormone အကူအညီပေးပါတယ်။လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်နေလေ testosterone hormone ကိုလည်းပုံများများလိုအပ်နေနေဖြစ်ပါတယ်။ဒါကြောင့်မလို့ကာယဗလာအားကစားသမားတွေက testosterone hormone ကို steroid တစ်ခုအနေနဲ့အသုံးပြုနေကြတာဖြစ်ပါတယ်။နံပါတ်3အယိုးနဲ့ခံစားချက်တွေအတွက် testosterone hormone ကအယိုးတွေရဲ့သိပ်ပြီးစားကိုမြင့်တင်ပေးပါတယ်။အဲ့အပြင်လေ့ကျင့်ခန်းလုပ်ဖို့နဲ့လုပ်ပြီးသွားတဲ့အချိန်မှာလည်းတက်ကြွလန်းဆန်းနေစေဖို့ကိုအထောက်အကူဖြစ်စေပါတယ်။နံပါတ်4လိမ်ပိုင်းဆိုင်ရာတိုးတက်ခြင်း testosterone hormone ကကြားဟော်မုန်းဆိုတဲ့အတိုင်းမျိုးသားတွေရဲ့လိမ်စိတ်တက်ကြွဖို့နဲ့ခွန်အားတက်စေဖို့အတွက်အပြင်လိမ်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်ကိုလည်းပုံမှန်ထက်တိုးတက်စေပါတယ်။လောလောပြောရရင်တော့ပိုထန်ပြီးတော့ပိုတက်ကြွနေစေပါတယ်။ဒါတွေကတော့ testosterone steroid သုံးခြင်းရဲ့ကောင်းကျိုးတွေပဲဖြစ်ပါတယ်။ဆိုးကျိုးတွေကိုတော့နောက်ဗီဒီယိုတစ်ခုမှာဆက်လက်ပြောပြပေးသွားမှာဖြစ်တဲ့အတွက်စောင့်မျှော်ကြည့်ရှုပေးကြဖို့မှာကြားရင်းနဲ့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ကျွန်တော်တို့ FGFN channel လေးရနေပြီးတော့နေ့စဉ် fitness နဲ့ပတ်သက်တဲ့သတင်းအချက်အလက်နဲ့ news အမှားတွေကိုသိပ္ပံနည်းကျရှင်းလင်းဖော်ပြပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ထားပြီးတော့တခြားသိချင်တာများကိုလည်း comment မှာဝင်ရောက်မေးမြန်းတော့ပေးရအောင်အဆုံးထိကြည့်ပေးတာကျေးဇူးတင်ပါတယ်